ဒီနေ့လောက်ပြမှာတော့ဟိုစားရေမုတ်လုံးနေပါနော်ရေမုတ်လို့ဖို့အတွက်ကတော့လိုအပ်တာကတော့နော်ဆန်မှုတ်တစ်ခုပဲအဓိကကတော့ဆန်မှုတ်ပေါ့နော်ဆန်မှုတ်တကယ်လို့ရေမုတ်ကိုကြွကလေးစားခြင်းနဲ့ဆိုလို့ရှိရင်ပဲမှုတ်လေးတစ်စုံထည့်လို့ရှိရင်တော့ရပါတယ်ပဲမှုတ်ကတော့မလိုအပ်ဘူးပေါ့နော်တကယ်လို့အရန်ကြွစားခြင်းတဲ့လူအတွက်ကတော့ပဲမှုတ်ထည့်ပြီးတော့လုပ်လို့ရှိရင်တော့ပို့ပြီးတော့ကြွကလေးစားလို့ရပါတယ်နော်နောက်ပြီးလို့ရှိရင်ဒဲကိုတစ်လုံးလိုအပ်မယ်ဒဲကိုကတော့ကျမရေမုတ်အတွက်ကိုတေချာဝယ်ထားတာစမ်းကလပ်မှာရောင်းပါတယ်နော်နောက်ပြီးလို့ရှိရင်ပဲပြုတ်လိုအပ်မယ်နည်းမေကတော့ရေမုတ်ထဲမှာထည့်ဖို့လိုအပ်ပါတယ်နောက်ပြီးလို့ရှိရင် green onion ဂျင်ဂျာလိုအပ်တယ်ဂျင်ဂျာတော့ကြိတ်ထားတဲ့ဂျင်ဂျာဒါကတော့ပဲမုတ်တစ်စုံပါနော်ဒီကတော့စာနော်ဒီကတော့ဆန်မုတ်နော်ခုပြောပြမယ်နော်ဆန်မုတ်1 cup ဒါနော်ဆန်မုတ်1 cup ကိုရေက2 cup ထည့်ရတယ်နော်နောက်ပြီးတော့ဆန်မုတ်ထည့်ပြီးလို့ရှိရင်ဒီကပဲမုတ်ပဲစိမ့်မုတ်ကို1 tablespoon ထည့်ထားတယ်နော်ပြီးလို့ရှိရင်အဲ့ဒါလေးကိုအရင်နှက်ဆက်အောင်အရင်နှဲလိုက်ပေါ့နော်ပဲဆုံးမှုန့်နဲ့ဆန်မှုန့်နဲ့နော်နှက်သွားပြီဆိုလို့ရှိရင်နော်စားလေးထည့်မယ်နော်အဲ့လိုအချုံမုတ်မစားခြင်းတဲ့လူတွေအတွက်ကတော့ဒီမှာတခြားဟိုစားပေါ့နော် chicken powder MSG whatever if you like you know အကုန်လုံးကြိုက်တဲ့ဟာထည့်လို့ရပါတယ်เนาะဒီကတော့ mushroom powder ပါเนาะဒါဒီတစ်စုံထည့်တယ်เนาะအချုံမုတ်စားခြင်းတဲ့လူကတော့အချုံမုတ်ထည့်ပေါ့เนาะဒါကတော့နန်းပင်မှာအကုန်ထည့်လိုက်မယ်เนาะဒီကတော့ green onion ဒီကတော့ကြိတ်ထားတဲ့ ginger လေးပေါ့เนาะပြီးလို့ရှိရင်အကုန်လုံးမှွေပြီးရင်ရေက2 cup เนาะရေက2 cup အဲ့2 cup ကိုရေမုတ်ကဘာနဲ့ပဲလုပ်လို့ပေါ့နော်1 cup အချိုးစားတဲ့မှာ1 cup ဆိုလို့ရှိရင်ရေက2 cup နဲ့2 cup နှုံးနဲ့ဆိုလို့ရှိရင်ရပါပြီနော်ဒါတော့စီပူအောင်ဒဲဝို့ပူအောင်လို့ခဏတည်ထားပေးမယ်နော်ဆန်မုတ်ပဲရှိတယ်ဆိုတော့ဆန်မုတ်နဲ့ရေမာပြောနိကအချိုးစားအတိုင်းလုပ်လို့ရပါနော်ဂျင်းလေးထည့်ပြီးတော့ဂျင်းကသူများတကာတွေကညှစ်ထည့်ကြတယ်မာကတော့ဂျင်းကိုကြိုက်လို့အဖက်လိုက်ထည့်ပေါ့တကယ်လို့ဂျင်းကိုအဖက်လိုက်မကြိုက်ဘူးဆိုလို့ရှိရင်လည်းညှစ်ထည့်လို့ရပါနော်ဒါတော့မာတို့မြို့မှာဆိုလို့ရှိရင်နာမည်ကျော်ဒေါ်တန်းမြေရေမုံဆိုငယ်ငယ်ကတတိယမြေဒေါ်ကြီးရဲ့ရေမုံဆိုငယ်ငယ်ကအစောကြီးစားပြီးလို့ရှိရင်တက်မှာစီလေးနည်းနည်းအရင်တော့နော်အိုးပြီးရတယ်ဒီဟာဟိုလောက်ခံဒီတိုင်းအထက်အောက်မှွေပေးပါနော်ပြီးလို့ရှိရင်နော်လှည့်လိုက်ရုံပဲနော်အိုးလှည့်ပြီးလို့ရှိရင်ပဲပြုတ်လေးထည့်မယ်ပြီးလို့ရှိရင်စီလေးကိုဘေးနားမှာအဲ့လိုစုပ်တန်လေးနဲ့ပေါ့နော်ဟာအဝတ်ပတ်ရှိတဲ့အဝတ်လေးနဲ့အဲ့လိုမျိုးလေးအနားလေးတွေဒီမှာကျွတ်လာတယ်နော်တကယ်လို့စီအများကြီးမစားချင်ဘူးဆိုတော့ဒီ spray ပါတော်လေးနဲ့လုပ်လို့ရတယ်နော်ဆို spray ပါတော်လေးဒီလိုမျိုးလေးပေါ့နော်ရှိလို့ရှိရင် spray ပါတော်လေးနဲ့အဲ့လိုမျိုးဖြူပြီးတော့လည်းလုပ်လို့ရတယ်နော်အဲကျမတို့ဗမာပြည်ကိုလွမ်းတဲ့လူတွေအတွက်အမေရိကမှာလောက်စားတဲ့ရေမုတ်ပေါ့ဖလဲကူကူနဲ့လောက်စားလို့ရနော်ဒီဟာယိုရီးယားဆန်မုတ်1 cup နော် any kind of ဆန်မုတ်လေးဒီစိတ်ကတော့တူချင်မှတူမယ်ပေါ့နော်ဆန်မုတ်1 cup ဆိုလို့ရှိရင်ရေက2 cup ပဲနော်
အိမ်မှာတက်တန်ရှင်းရှင်းနဲ့လှုပ်ရှားလို့ရတာပေါ့နော်ဗမာပြည်ကလူတွေလည်းကိုယ့်အိမ်မှာလှုပ်ရှားလို့ရတဲ့တငယ်ချင်းများအားလုံးမျှဝေတာပါနော်လှုပ်ရှားကြည့်ပေါ့ငါတော့ရေမုတ်ကြိုက်တဲ့လူလို့ဆိုတော့မျိုးလေးနော်โอเคဒီမှာပါရေမုတ်ပါโอเคနောက်တစ်ချက်လုပ်ပြမယ်နော်မာတို့ရှိမှာတော့ကြက်ဥနဲ့လုပ်တယ်ဆိုတော့နော်နောက်တစ်ချက်ကကြက်ဥနဲ့လုပ်ဒါစီစွတ်စရာမလိုတော့ပထမစီရှိတယ်ဆိုတဲ့အတွက်ကြောင့်နော်ဟိုမှာစီစွတ်စရာမလိုတော့ဒီလိုရှင်ပဲပြုတ်ထည့်မယ်ပြီးရင်ကြက်ဥထည့်မယ်နော်မာတို့ရှိမှာကြက်ဥကဒီလိုပဲလုပ်ကြတယ်နော်လှုပ်စားကြည့်တောင်ဘက်ကလူတွေကတော့ရေမုတ်ကိုအချင်းနဲ့တို့စားကြတယ်ပေါ့နော်ဒီချိန်မှာတော့ဒီလိုအစိမ့်လေးပဲစားရပါမယ်အားမခဲရင်မလွယ်ကူရွှေရှင်းတဲ့မုတ်ကလေးစားလို့လည်းကောင်းတယ်နော်ဗမာပြည်အလွမ်းပြည်လှုပ်အိမ်မှာအပျော်လှုပ်စားလို့ရပါတယ်တကယ်ချင်းများအားလုံးနော်ဟုတ်ကြည့်ရွာဒါကတော့ကြက်ဥနဲ့လောက်တာပါဒီကတော့ကြက်ဥနဲ့လောက်တာပါဒီကတော့ယူယူစံမှုန့်နဲ့လောက်တာပါနော်စားလို့ရမ်းကောင်းစားပြမယ်နော်ဒီမုတ်ချစ်ကလေးရမ်းကြိုက်တယ်ဒါကကြွရွရမ်းစားလို့ကောင်းတယ်လှုပ်စားကြည့်ရlike and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်နော်အားလုံးအများကြီးကျေးဇူးတင်ပါတယ်နော်တငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်လှုပ်ရှားကြည့်ကြပါလို့နော်